2026မတ်လ9ရက်နေ့ည10:00နာရီခွဲအချိန်ကမြောက်ကလာပါမြို့နယ်ရွှေပေါက်ကံမြို့တစ်12ရပ်ကွက်ပကံလမ်းမကြီးစနစ်စေးထိန်မှာအုပ်စုလိုက်ဖြစ်ကြတဲ့ရန်ပွဲကိုဝင်ရောက်ဖြန့်ဖြေခဲ့တဲ့ရဲ4ယောက်ကားနဲ့တိုက်ခံရပြီးတန်တုပ်တွေနဲ့ဝိုင်းရိုက်တာခံခဲ့ရတာကြောင့်ရဲ2ယောက်သေဆုံးက2ယောက်ထဏ်ရာရခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်မှာကနဦးတိုင်ချက်အရလှည့်ကင်းတပ်ဖွဲ့ဝင်များကအုပ်စုဖွဲ့ရဖြစ်နေကြကြောင်းသတင်းအရစနစ်စေးထိပ်ကိုတွားရောက်ကြတဲ့အချိန်မှာကားတစ်စီးဟာလမ်းပေါ်ကန့်လန့်ဖြတ်ရပ်ထားပြီးအရက်မူနေသောရင်မောင်းမြက်ကိုကလှည့်ကင်းအဖွဲ့ဝင်များကိုကျုပ်ပါကောင်လဲခမရတို့သိလားခမရတို့ကရဲတွေဖြစ်နေလို့ရှင်းပေးဟုပြောပြီးရဲတပ်ဖွဲ့ဝင်များကဖြန့်ဖြေနေစဉ်အဖေဖြစ်သူနဲ့ညီဖြစ်သူကိုဖုံးဆက်လန်းခေါ်ခဲ့ပါတယ်မြက်ကိုရဲ့ဖခင်ဖြစ်သူဦးကျင်ခရမ်းနဲ့ညီဖြစ်သူစသုံးလုံးကဒုတိယစုံစမ်းရေးမှူးအေးမင်းတို့ကနောက်ထပ်ကားတစ်စီးဖြင့်ရောက်လာပြီးတန်တုပ်များဖြင့်ရိုက်နှက်ခဲ့ကြရာကနေရန်ပွဲကစူဝေသွားတာပဲဖြစ်ပါတယ်တစ်ဖက်ကအောင်ကြီးအောင်လေးတို့အဖွဲ့လူမိုက်တွေတစ်ဖက်ကလည်းစာသုံးလုံးကဒုတိယစစ်ဆေးရေးမှူးအေးမင်းနဲ့ညီတဲ့နှစ်ဖက်လုံးကအရက်မူနေကြတဲ့ပုံပဲကားကိုဗယံပရာမောင်းကြပြီးကားချင်းကြီးကြရာကနေစဖြစ်တာကားတစ်စီးကလမ်းမပေါ်မှာကန့်လန့်ဖြတ်ရက်ထားပြီးနောက်ကားပေါ်ပါလာတဲ့လူတွေနဲ့ရန်ဖြစ်တပ်ပုံနေကြတာရက်ကွက်ကအုပ်စုလိုက်ကြီးဓားတွေတုတ်တွေကင်ပြီးရန်ဖြစ်နေတာမို့ရဲစခန်းကိုအကြောင်းကြားလိုက်ကြတယ်ရဲတွေရောက်လာပြီးရန်ဖြစ်တဲ့အဖွဲ့တွေကလူတွေကိုစေကမ်းဖို့ရဲစခန်းဘလော့ဖို့ပြောနေတော့မှာပဲရန်ဖြစ်တဲ့အဖွဲ့တွေကကားသမားကရဲလျောက်စလုံးကိုကားနဲ့ဝင်တိုက်တာစေးရုံပို့လိုက်ရတယ်လို့ဖြစ်စဉ်ကိုသိရှိသူဒေသခံတအူးကဆိုပါတယ်ရွှေပေါက်ကလူမိုက်အောင်လေးဟာပကံလမ်းမကြီးပေါ်စင်ဖုံကွင်းမှတ်တိုင်အနီးမှာတိုးပွားဆိုတဲ့နာမည်နဲ့အမိခံတီးလျက်ခုံဖွင့်ထားပြီးသူ့ရဲ့တပည့်လက်သားတွေစုရက်နေရအဖြစ်ဖန်တီးလို့ထားပါတယ်အောင်ကြီးအောင်လေးလူမိုက်ညီအကိုဟာရွှေပေါက်ကမျိုးတင်မှာနာမည်ကျော်တွေဖြစ်ပြီးရက်ကွက်အတွင်းအကြောင်းရှာငွေညစ်ဆက်ကြေးတောင်းတာကြေးစားလူတက်တာဒလန်ကောင်းစင်တက်ပြီးတက်ဖြတ်တာစားရဖြစ်ရက်တွေနဲ့နာမည်ကြီးကြပါတယ်ကားနဲ့ဝင်တိုက်ခံရတဲ့သူတွေဟာရွှေပေါက်ကနယ်မြေရဲစခန်းကရဲတပ်သား2ယောက်ရဲတပ်ချက်1ယောက်နဲ့ဒုတပ်ချက်1ယောက်တို့ဖြစ်ပြီးစနစ်ရက်ကွက်ထဲအဲစရင်စစ်ပြီးအပြန်မှာတရေအရရံပွဲကိုဝင်ရောက်ဖြန့်ပြေဖို့စူးစမ်းကြရာကနေအခုလိုအဖြစ်နဲ့ကြုံခဲ့ရတာပါဖြစ်စဉ်ကိုမြင်ခဲ့ရတဲ့ဒေသခံတွေကရန်ဖြစ်ကြပြီးဆိုရင်ပြောနေကြအစဉ်အလာတိုင်းမင်းပါကောင်လဲငါပါကောင်လဲဆိုပြီးတွေးသမျှလူဖြဲနိုင်တဲ့အတိုင်းအဝိုင်းကလူတွေချင်းသုံးပွင့်ဆိုင်ပုတ်တိုက်မှုဖြစ်ကြပြီးဖျဲကြီးတို့အဖွဲ့တွေနဲ့တကယ်ပါဝါရိန်းဂျာတွေထိတ်တိုက်တွေ့သွားတာမျိုးပဲအောင်ကြီးအောင်လေးတို့ကလည်းတကယ်အပိုင်စားလူမိုက်ခိုင်းဖွဲ့ထားတဲ့ကောင်တွေတစ်ဖက်ကလည်းညီဖြစ်သူစာသုံးလုံးနောက်ခံဂျားတွေကရဲတပ်ဖွဲ့ဝင်တွေကနှစ်ဖက်စလုံးနဲ့သိမ့်မြတ်အောင်ပေါင်းသိနေကြရသူတွေဆိုတော့ပဲလော်ကြားညက်တဲ့စားလို့ဖြစ်သွားရှာတာမြောက်သတင်းတွေကိုမတူပွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မှုခင်ဖြစ်ရမှန်ရဲ့နှုတ်ကွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့17 Media Voice ကို Subscribe လုပ်ထားပြီးတင်လင်ဆန်းတဲ့သတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်။ဖလာနယ်မြေဆိုတာလှိုင်းသားရရွှေပြည်သာဘက်ကိုခိုးစိုးလူနိုင်တွေမခိုးအောင်ခင်စားချက်မဖြစ်ခင်ကာလကတည်းကဇိုးလူမိုက်အများအပြားရှိပြီးရံပွဲတွေဆိုရင်တရက်ခွက်လုံးမိသားစုလိုက်တမျိုးလုံးဝိုင်းဝန်းဆိုပလို့တီးကြတဲ့နေရာမှာနာမည်ကြီးပြီးရဲတွေကိုတော့အရင်ကတည်းကပြန်လုပ်တဲ့နေရာမှာနာမည်ကြီးပဲလို့ဆိုတယ်။ဗဟုသုတအနေနဲ့ပြောရရင်2022ခုနှစ်မှတ်တမ်းတွေအရရန်ကုန်တိုင်းဒေသကြီးအတွင်းတေရန်နဲ့ထောင်နဲ့တသက်တကျချမှတ်ခံရသူအများဆုံးမြို့နယ်အနေနဲ့မြောက်ကလာပါမြို့နယ်ကနံပါတ်1ချိတ်ပြီးလှိုင်သာယာကဒုတိယလိုက်ပါတယ်။မြောက်ကလာပါမြို့နယ်မှာတေချမှတ်ခံရသူ52ဦးနဲ့ထောင်နဲ့တသက်တကြုံချမှတ်ခံရသူ12ဦးရှိခဲ့တာကြောင့်တေရန်နဲ့ထောင်နဲ့တသက်တကြုံချမှတ်ခံရသူအများဆုံးရှိခဲ့တဲ့မြို့နယ်ဖြစ်ခဲ့တာပါ။ဒါအပြင်လှိုင်သာယာမြို့နယ်မှာလည်းတေရန်ချမှတ်ခံရသူ18ဦးနဲ့ထောင်နဲ့တသက်တကြုံချမှတ်ခံရသူ30ဦးတေရန်နဲ့ထောင်နဲ့တသက်တကြုံပူးတွဲချမှတ်ခံရသူ3ဦးတို့ရှိခဲ့ပြီးဒုတိယအများဆုံးမြို့နယ်အဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်။မြက်ကိုရဲ့ဖခင်ဖြစ်သူဦးကျင်ခရမ်းနဲ့ညီဖြစ်သူအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစသုံးလုံးဒုတိယစုံစမ်းရေးမှူးအေမင်းတို့ကသူတို့ကိုသူတို့ဘာကောင်းတွေဖြစ်ကြောင်းထုတ်ဖော်ကြွေးကြော်ပြီးတီးတုပ်တွေနဲ့အလင်းအငိုက်ဝင်ရောက်ရိုက်နှက်ကြပေမဲ့တစ်ဖက်ကအသက်အပုတ်ကျွမ်းကျင်တဲ့လူမိုက်တွေဖြစ်တဲ့အပြင်ဒီဘက်ခေတ်မှာကကိုဘာကောင်းကြီးဆိုပြီးဖျဲလေးရှိတဲ့လူကြွားတွေပေါ်လေးရှိတာကြောင့်ငြိမ်ခံမနေကြပဲပြန်လဲတုံ့ပြန်ရိုက်နှက်ကြတဲ့အခါမှာအတော်လေးအထိနာသွားကြကမှလူမိုက်အုပ်စုကဝိုင်းဝန်းချုံနှောင်ပေးခဲ့ကြတယ်။အဲ့ဒီနောက်မကြေမနက်ဖြစ်ကအော်ဟစ်တောင်းညံ့နေကြတဲ့အေးမင်းတို့အဖွဲ့ကိုအမှုဖွင့်ပေးဖို့အတွက်ဥပဒေလမ်းကြောင်းအတိုင်းသွားဖို့အတွက်စေးစာယူခဲ့ပါရွှေပေါက်ကံရဲစခန်းမှာအမှုလာဖွင့်မှာလို့ပြောဆိုခဲ့ချိန်မှာတစ်ဖက်လူမိုက်အဖွဲ့ကိုချက်ချင်းမှဖမ်းဆီးပြီးစခန်းကိုခေါ်ခဲ့စေလိုကြောင်းအတင်းအကျပ်ပြောရာကနေ
မကြေမလည်မှုတွေတိုးပွားခဲ့ကြတယ်။ရဲတပ်ဖွဲ့ဝင်တွေကတော့ဒီပြဿနာဟာဥပဒေလမ်းကြောင်းအတိုင်းသွားရမယ်လို့သာဆုံးဖြတ်ခဲ့ကြပြီးလူမိုက်အဖွဲ့ကိုပြန်လှုပ်ကအေးမင်းတို့အဖွဲ့ကိုလည်းအခင်းဖြစ်ရာနေရာကထွက်သွားကြဖို့အတွက်ဖြောင်းမြောက်ပြောဆိုလို့သွားစေတယ်။သို့ပေမဲ့လူမိုက်တွေလက်ချက်ကြောင့်မရှုမလားခံလိုက်ရပြီးအခဲမကြေတဲ့မြက်ကိုဟာမနိုင်နိုင်ရကိုင်မဲလို့များတွေးလိုက်လေသလားတော့မသိကားမောင်းထွက်သွားရကနေရုတ်တရက်ကားကိုပြန်ကွေ့ပြီးနောက်လှည့်ကင်ရဲတပ်ဖွဲ့ဝင်၄ဦးလုံးကိုကားနဲ့ဝင်တိုက်ခဲ့ပြီးလဲကျသွားတဲ့ရဲတပ်ဖွဲ့ဝင်၄ဦးကိုဖခင်ဖြစ်သူဦးကျင်ခရမ်းနဲ့ညီဖြစ်သူအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစသုံးလုံးဒုတိယစုံစမ်းရေးမှူးအေမင်းတို့ကတန်တုပ်တွေနဲ့ထပ်မံရိုက်နှက်ခဲ့ကြပြီးစိတ်ကျေနပ်မှုတစ်ခုရရှိတဲ့အခါမှသာအခင်းဖြစ်ရာနေရာကထွက်သွားခဲ့ကြတယ်။ဒီအကြောင်းကိုမျက်မြင်သက်သေတဦးကရွှေပုတ်ကန်လူမိုက်အောင်လေးတို့နဲ့စသုံးလုံးကအေးမင်းဆိုတဲ့လူစကားများရန်ဖြစ်နေတာကင်းလက်ရဲတွေကဝင်ရှင်းပေးတာကိုနေခံရဲနဲ့နေခံလူမိုက်တွေအတူတူပဲဆိုပြီးအေးမင်းတို့ကကားနဲ့တိုက်တက်ပစ်တာဓာတ်တိုင်တွေတောင်လဲတယ်လူမိုက်တွေထဲမှာတေတာတော့မရှိဘူးဒဏ်ရာတွေရတာလည်းမကြားမိဘူးအထက်ကရဲဝင်ရှင်းမှာရဲနဲ့ဖြစ်သွားတာလူများတဲ့လူမိုက်တွေကသူတို့တွေကတချို့ရွှေပောက်ကန်ရဲစခန်းကအချုပ်ထဲထည့်ထားတယ်လို့ပြောတယ်လူမိုက်အဖွဲ့ကိုမရှင်းနိုင်တော့ရှက်ရန်ရန်ပြီးနိုင်ရာကိုဆွဲလုသွားတဲ့သဘောမျိုးပဲစသုံးလုံးကအေးမင်းကွာဆိုတဲ့ကောင်လဲခေါင်းမှာသွေးတွေရဲနေတာပဲအရှက်လဲတော်တော်ကွဲသွားကြတယ်ကားနဲ့ဝင်တိုက်တဲ့အချိန်ဘလောက်တောင်ပြင်းလဲဆိုရင်အနာကတတ်တိုင်တောင်ကျိုးတယ်လို့ဆိုပါတယ်ရဲတပ်ဖွဲ့ဝင်တွေဟာကားတိုက်ခံရတဲ့ဒဏ်ရာတွေအပြင်တန်တုပ်တွေနဲ့အပြင်းအထန်ရိုက်နှက်မှုကြောင့်ဦးခေါင်းခြေလက်နဲ့ခန္ဓာကိုယ်နေရာအနှံ့အပြားမှာအပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်စိုးရိမ်ဒဏ်ရာတွေနဲ့ရဲတပ်ဖွဲ့ဝင်၄ယောက်ကိုမြောက်ကလာပါမြို့နယ်ဆေးရုံကိုပို့ဆောင်ခဲ့ရာမတ်လ10ရက်နေ့မနက်ကိုရောက်ချိန်မှာတော့ရဲတပ်ဖွဲ့ဝင်2ဦးသေဆုံးသွားခဲ့ကြောင်းအုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်ကဆိုပါတယ်ကားတိုက်ခံရတဲ့ရဲ၄ယောက်ကိုညရင်းချင်းမြောက်ကလာဆေးရုံကိုပို့တာ၄ယောက်စလုံးကဒဏ်ရာအတော်လေးပြင်းထန်တယ်ဒီနေ့မနက်2ယောက်သေသွားတယ်2ယောက်ကအရေးပေါ်ကုသဆောင်ကိုပို့ထားရတယ်သေဆုံးသွားသူတွေဟာတပ်သား1ယောက်ဒုတက်ချက်1ယောက်ဖြစ်ပြီးရဲတက်ချက်1ယောက်နဲ့တပ်သား1ယောက်ကတော့အရေးပေါ်ကုသဆောင်မှာဆက်လက်ဆေးကုသမှုခံယူနေကြရဆဲပါပဲဖြစ်စဉ်ဖြစ်ပွားပြီးနောက်မတ်လ10ရက်နေ့ညမှာပဲအမှတ်189ကုန်းမောင်နှစ်လန်း14ရက်ကွက်ရွှေပောက်ကန်မြို့တင်နေရင်မောင်းမြက်ကိုဦးကျင်ခရမ်းအေးမင်းတို့ကိုလူသက်မှုဖြင့်ရွှေပောက်ကန်နယ်မြေရဲစခန်းကခွန်တစ်မြင်းဆောင်2326ပုံမှန်300နဲ့ပုံမှန်353နဲ့အမှုဖွင့်လှစ်အရေးယူထားတယ်လို့သိရပါတယ်ရပွဲမှာပါဝင်ခဲ့သူလူမိုက်ခိုင်းဝင်တချို့ကိုလည်းရွှေပောက်ကန်ရဲစခန်းမှာပဲဖမ်းဆီးထားခဲ့ပါတယ်အမှုမှန်အတိုင်းသာစစ်ဆေးပေါ်ပေါက်ခဲ့မယ်ဆိုရင်ကျူးလွန်သူတစုဟာကြီးလေးတဲ့ပြစ်ဒဏ်တွေချမှတ်ခံရမှာဖြစ်ပြီးအေးမင်းဆိုတဲ့ပုဂ္ဂိုလ်ကတော့ရှိရင်ဆွဲရာထူးလေးပါပြုတ်သွားအောင်မှာပါတင်နှန်းစာယူတတ်တဲ့စိတ်မျိုးသားရှိမယ်ဆိုရင်တော့အနိုင်ကျင့်ဗိုလ်ကြစော်ကားခြင်းစေရဲ့ဘေးထွက်ဆိုးကျိုးအကြောင်းသင်ခန်းစာကိုတဘဝလုံးတမြောက်မြောက်ခန်းစားသွားရအောင်မှာပါပဲဒီဖြစ်စဉ်ဟာအေးမင်းအတွက်တောင်မကရဲအယောင်ဆောင်အရာရှိအယောင်ဆောင်တွေမှုလိုပေါက်ပေါများနေတဲ့ခေတ်ကြီးထဲမှာကိုယ့်ရဲ့ကြောထောက်နောက်ခံကိုအသုံးချပြီးအာဏာပြဟောက်စားလို့အနိုင်ကျင့်ကျင်တတ်တဲ့ပုံကိုယ်တွေအတွက်သင်ခန်းစာတရက်ဖြစ်ခဲ့တယ်လို့ဆိုရင်လည်းမမှားပါဘူးအပိုင်စားလူမိုက်တွေဟာအာဏာပိုင်အဖွဲ့အစည်းတွေနဲ့လက်ပွန်းတတိဖြစ်လို့နေကြတာမို့အပြန်အလှန်အကျိုးစီးပွားဘက်တွေအဖြစ်တာသတ်မှတ်ထားလေးရှိကြပါတယ်တော်ရုံ background နဲ့ယာတူးရှိတဲ့ပုံကိုယ်တွေဆိုရင်အိတ်ကက်ထဲထည့်ထားတာကွာလို့တော့ဟစ်ကြွားရလောက်တဲ့အထိပြောနိုင်တဲ့အနေအထားမှာရှိနေကြတာကြောင့်မှုစရာလို့ကိုမှတ်မထားကြတော့တာကလည်းထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ချက်ဆိုရင်လည်းမမှားပါဘူးမတ်လ10ရက်နေ့ကလည်းတာမွေမှာရဲအယောင်ဆောင်ပြီးရွှေဆိုင်အတွင်းဝင်ရောက်လှုပ်ရရန်ကြံစည်မှုဖြစ်ပွားခဲ့ပါသေးတယ်ဒီဖြစ်စဉ်ဟာရန်ကုန်တိုင်းတာမွေမြို့နယ်ဗညာတလလန်းအောင်မင်္ဂလာလန်းထိပ်ယူစနအိမ်ရတိုက်3338 A1 မှာဖွင့်လှစ်ထားတဲ့ချိန်ကင်းရတနာရွှေဆိုင်မှာမနက်9:00နာရီခွဲဝန်းကျင်အချိန်ကဖြစ်ပွားခဲ့တာပါရဲအယောင်ဆောင်ထားသူကသူဟာတာမွေရဲစခန်းကဒူရဲအုပ်အောင်ပူဖြစ်ပြီးချိန်ကင်းရွှေဆိုင်မှာရွှေအတုတွေရောင်းချနေတာကိုသိရှိရတဲ့အတွက်ဖမ်းဆီးရေးယူဖို့ရောက်လာတာဖြစ်ကြောင်းပြောဆိုခဲ့ပြီးလူရဲဖို့အတွက်စူးစမ်းခဲ့တာဖြစ်ပါတယ်သူကဆိုင်ဝင်တန်းကောင်မလေးကိုလက်ထိတ်ခတ်ပြီးတသိခံပစ္စည်းသိမ်းမဲ့ပုံစံနဲ့ခင်းကျင်းထားတဲ့ရွှေတွေကိုလူရဲဖို့ပြင်တာပြီးတော့ရေချိုးကန်းထဲမှာချုပ်ဖို့လုပ်တဲ့အချိန်မှာကောင်မလေးကလန့်ပြီးထွက်ပြေးတာပေါ့အပြင်ရောက်တော့အော်ဟစ်အကူအညီတောင်းတယ်အဲ့ဒီမှာဘေးနားကလူတွေဝိုင်းလာကြတဲ့အချိန်မှာပဲထွက်ပြေးသွားတယ်လို့ဖြစ်စဉ်ကိုသိရှိသားသူတယောက်ကဆိုပါတယ်ရဲအယောင်ဆောင်ထားသူဟာဆိုင်ကိုမလာခင်အဲ့ဒီဆိုင်ကမန်နေဂျာကိုအရင်ဆုံးဖုန်းဆက်ပြီးရွှေအတုရောင်းချတဲ့ကိစ္စဖြေရှင်းမှုတာမွေရဲစခန်းကိုခဏလာခဲ့ဖို့ပြောဆိုခဲ့တာဖြစ်ကြောင်းကိုလည်းသိရပါတယ်ဆိုင်နဲ့တာမွေရဲစခန်းကသွားမယ်ဆို15မိနစ်လောက်ပဲကြာတယ်မန်နေဂျာထွက်သွားပြီးချိန်သူရောက်လာတော့ဆိုင်မှာဝန်ထမ်းအမျိုးသမီးတယောက်ပဲကြံခဲ့တာပြီးတော့အရေးယူမယ်ဆိုပြီးအဲ့ဒီဝ
ဝင်နှန်းကိုလက်ထိတ်နှစ်ခုခတ်ခဲ့တာပတ်ဝန်းကျင်ကဝိုင်းဖမ်းလို့အဲ့ဒီလူလွတ်သွားပြီးနောက်ပိုင်းမှာလဲခွေးဘလူကားနဲ့လူနှစ်ယောက်ကအရေးအကဲကြီးတဲ့ပုံစံနဲ့ဆိုင်ရှိကနေကားဖြတ်မောင်းသွားတာတွေ့ရတယ်လို့ဆိုတယ်ရဲအယောင်ဆောင်ပြီးရွှေဆိုင်ထဲကိုဝင်ရောက်လာသူဟာအသက်20ဝန်းကျင်အရွယ်ရှိပြီးအင်ကြီးအမဲဘောင်းမီအမဲဝတ်ဆင်ထားသူဖြစ်ပါတယ်ဒီဖြစ်စဉ်မှာလူရက်တဲ့သူရဲ့ဖုန်းတစ်လုံးနဲ့လက်ထိတ်နှစ်ခုကျန်ခဲ့တယ်လူရဲမှုဖြစ်ပြီးမနက်10 နာရီခွဲအချိန်မှာဆိုင်ကိုရဲတွေရောက်လာတယ်တပ်တဲ့ကံပစ္စည်းတွေကိုတင်သွားတယ်ရဲတွေကတော့ဖုန်းကိုဖွင့်ရင်ဒေတာပြတ်မယ်လို့ပြောတယ်ဖြစ်စဉ်နဲ့ပတ်သက်လို့နေ့လယ်2 နာရီဝန်းကျင်မှာတာမွေရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့တာမှာပစ္စည်းပါမသွားတဲ့အတွက်လူရဲမှုနဲ့အမှုဖွင့်လို့မရတယ်လို့မတရားချုံနာမှုနဲ့လည်းအမှုဖွင့်အရေးယူလို့မရကြောင်းရဲစခန်းကပြန်လည်ပြောဆိုခဲ့တယ်စခန်းကတော့ရဲအယောင်ဆောင်မှုနဲ့ပဲအမှုတင်လို့ရမယ်ပြောလို့စခန်းမှာလိုအပ်တဲ့အချက်အလက်တွေအကုန်လုံးတော့ပေးခဲ့တယ်စခန်းကအမှုဖွင့်နေဆိုရင်အလုရှုံမဲဆိုတဲ့အကြောင်းလဲပြောတယ်လိုက်ပါကူညီဆောင်ရွက်ပါဖန်စီရမိဖို့ကလည်းခက်ခဲနိုင်တယ်လို့ပြောတယ်လို့သိရပါတယ်ချိန်ကင်းရတနာရွှေဆိုင်မှာပြီးခဲ့တဲ့2025မတ်လအတွင်းကလည်းလူရဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပြီးကျူးလွန်သူကိုရွှေဆိုင်ကဖမ်းဆီးပြီးရဲလက်ကိုအပ်ခဲ့ပေမဲ့အမှုမဖွင့်ခဲ့တဲ့အတွက်အခင်းဖြစ်ပြီးနောက်တနေ့မှာရဲစခန်းကကျူးလွန်သူကိုပြန်လည်လွှတ်ပေးခဲ့ကြောင်းရဲစခန်းအနီးမှာရွှေဆိုင်ဖွင့်ထားပေမဲ့နှစ်ကြိမ်တိုင်အောင်လူရဲခံရတဲ့ချိန်ကင်းရွှေဆိုင်အနေနဲ့လည်းထပ်မံလူရဲခံရမှာစိုးရိမ်နေကြကြောင်းသိရပါတယ်ဒီအကြောင်းကိုဖြစ်စဉ်ကိုသိရှိသူတယောက်ကအဲ့ဒီရွှေဆိုင်ကမနစ်ကလည်းဒီလိုပဲအလွတ်ခံရတယ်အဲ့ဒီတုန်းကရွှေဆိုင်နဲ့ရက်ကွက်နဲ့ပေါင်းပြီးဖမ်းတာမိတယ်တရားခံကိုရဲစခန်းအပ်လိုက်တယ်ဒါပေမဲ့ရဲစခန်းကအမှုမတီးဆောက်ပဲခြေချုပ်ခံဝင်နဲ့ပြန်လွှတ်လိုက်တယ်လို့ဆိုတယ်ပြည်ထောင်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ2021ခုနှစ်ကနေ2025ခုနှစ်အတွင်းရန်ကုန်မှာလူသက်လူရဲမှု152မှုလူရဲမှု143မှုအပါအဝင်ရွှေဆိုင်ဓမြတိုင်မှု18မှုရှိခဲ့ပါတယ်အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်